阿西嘞 ，Good morning。到底我我不能我呢，丢老。Thank you，好好拉比。是吧？阿西，老爸嘞。哦，阿西嘞，明哪不？叶崩嘞，加咖喱，或随便的哈嘞，或嘛错来都的哈嘞。好，我把你班哦，面哪都标你了。我班我都明哪不阿西耶。哦，你班我都没看到呗。哪里啊？看毛？呀？啊，没有嘛，就你没嘛，就没有讲的喂。我啊，咕噜嘟哩啊，咕噜嘟哩对了啥？变哎，我不要变啥，哎来啥来，哎来，他们弄什么啦？好，ကျွန်တော်လှုပ်ပါတယ်阿စီရဲ့ 干嘛弄的标？ ခင်မေလှုပ်တယ်လေ ဟာ အာမဟုတ်ဘူးခင်မေလှုပ်တဲ့အလုပ်တွေကျွန်တော်ကူးညီညာလှုပ်တယ်လို့မယုံရင်ခင်မေကိုမေးကြည့်ပါလား 没几把路，没班里人家，阿龙牛乱的呀呗。那班里我他妈就没几把，帮的，谁让？打的漏里，帮我们漏打的， ဟိုစိတ်ရှိရင်တော့လှုပ်ပါတယ်阿စီရဲ့ 帮这些。 မဟုတ်ဘူးလေဟိုစိတ်ထဲမှာရှိရင်တော့လာလှုပ်ပါတယ်လို့阿စီကလည်း 谁帮吧哩？他妈牛你对你的班里没，谁骗没？谁骗没？没有班里。 မသိဘူးဖလက်ဖလက်လောင်နေသေးတယ် 哎，没让不让你，好你嘛，不差，班里对你牛你的，哎呦，班里班牛你，班蓝是有骗的，哎呀，我骗来。 ဟို阿စီပြောတယ်စီတယ်ဒီပန်းပင်နဲ့မကြိုက်ဘူး阿စီရဲ့ 该，没干两呢，我骗我，俺班里蓝那边面前的， ဟုတ် 加油！ ကြောက်ပါဟဲ့အော်ပန်းလေးကလိုလိုမညိုးနေတာကွာမင်းလည်းညိုးနေထွက်လို့ပန်းပေကွာငါဘွားပြက်မှာမင်းနားလေလားမလုံနဲ့ဟဲ့ 哎呀，看嘛， ဗျာ阿စီ 你当不了多买面的，俺开那漏， ဟုတ် 加了。 ကြားပါလားကြီးဟဲ့မတိုးနဲ့လို့ပြောနေတာပြောလို့မရဘူးမတိုးနဲ့လေမတိုးအော်ဘယ်လာတော့ပါမသိ ဝင်သွားမလို့ခဏမှ ဒီဘက်ပါဒီဘက်ကို ဝင်သွားတယ်ဟို တော့ဟောလာပါဒီလိုလာ ဟာလေ ဝါငါကထူးဆန်းတာပြောင်းနေ ထွက်တော့မှာ နောက်မှထွက်အခုဘုမကျန်ပေါင်းရပြီလားပေါင်း အော်ပန်းဝကြည့်ခိုင်းမှာတော့ပန်းဝတွေ့တာဗောကွာငါအင်းနဲ့တက်အောင်ပဲ အဲ့ပေါင်းတော့မလဲမပေါ့ဒီချမ်းအဲ့ပေါင်းမှာပွင့်နေတယ်ပန်းနေကိုတွေ့လားပန်းနေပွင့်နေ ဟဲ့ပန်းမပွင့်လို့ဥနေရမလားမင်းကွာတပြေးနဲ့တခါတမျိုးတွေပေါက်ရလျှောက်ပြောနေတော့ငါချီးပါချင်လိုက် ရမပါပါရောက်ပါရဲ့ကျုပ်ပြောချင်တာအရင်စောအောင်နားထောင်အဲ့ပန်းနေပွင့်တော့လမ်းနေတယ်မလားကျန်လမ်းပြောမယ်ဘာကြောင့်လဲကျုပ်ပြောပြမယ်မနေ့တော့အဲ့ပန်းဟွာလေညှိုးလွှမ်းနေတာအဲ့ဒါလေလူမျိုးတော့မကောင်းဘူးဆိုပြီးတော့ကျုပ်ကခင်ဗျားကိုခေါ်ပြောတာလူမျိုးတော့မကောင်းဘူးပန်းနေလမ်းအောင်လို့ပြောနေတော့တားမဟုတ်ဘူးဒါရောက်လာတယ် နင်းပြောပုံရဆိုဘက်ကလည်းနားတော့ကွာ ဟောနေသမောင်ကွာကောင်းလား ထူးဆန်းတယ်လည်းပြောလို့ရတယ် အေးလေ မထူးဆန်းဘူးလည်းပြောလို့ရတယ် အာမင်းကထိုးသားလိုက်မထိုးသားလိုက်ဘာလို့ခံစားမှာတော့ ဟာ
ပြောလေ မင်းဣတိကမကြည့်ဘူးလား ကြည့်ဘူးလေဣတိကဂျုံသားပဲဟာ တာမူပြလဲဂျိုသားပဲလေကွာ ဟုတ်တယ်လေအဲ့ဒါ အဲ့ဒီကားထဲမှာဣတိကပန်းပင်လေးတွေကိုလက်ညှိုးနဲ့ထိုးထားတဲ့ပန်းလေးတွေပွင့်သွားတာမကြည့်ဘူးလေနော် ကြည့်ဘူးလေလေ အဲ့တဘောပဲဗောဂျိုသားကလည်းဒီကောင်ကလည်းဂျိုသားပဲလေတာမူပြအဲ့သူတစ်တော့ပန်းတွေပွင့်သွားတာဗောကွာဟာဘာဖြစ်လာလဲငါတို့ထောပြီငါတို့ထောပြီအေးငါတို့ထောပြီကွာ အဲ့ဒါနားတယ်ကွာ ငါတို့ထောတာလေထောပြီလေမင်းသားကြီး တော့ကောက်သွားပြီ အေးဒါပဲ ငါတို့လေပန်းအောင်သားမယ်မလား ဒါပဲပါတော့ပါမဟုတ်ဘူးလေကွာမဟုတ်ဘူးလေကွာအဲ့လောက်အစ်စ်နေမတွေးသားမှာနဲ့ ဘလို့တော့ရမှာတော့ လွယ်လွယ်လေးပါကွာတာမုံမီတာရဲ့လက်ညှိုးကိုအသုံးချပြီးငါတို့ဆဲကူဆိုင်ရင်ထောပြီးလို့ပြောတာ ဟာကောင်းလိုက်တဲ့အိုင်ဒီယာရောက်ပါရ ဒါဆိုတာမိုမီတာရဲ့လက်ညှိုးမှာအစွမ်းနေရှိတာပေါ့နော်အာစရီ ဟုတ်တယ်အဲ့တာမုံမီတာရဲ့လက်ညှိုးနဲ့ထိုးလိုက်လို့ရှိရင်မူလအစွမ်းနေပြန်ရတယ်ဆိုတဲ့သဘော ဟဲ့အဲ့လိုမူလသမားတွေပြန်ရတယ်ဆိုရင်ဂျီပေါင်းချက်ကိုထိုးလိုက်ရင်ရှောင်းရှောင်းပြဖြစ်သွားမှာပေါ့ရောက်ကကြောင်ထိုးလိုက်ရင်ဟောမင်းမပြန်ဖြစ်သွားမှာပေါ့အော်ခဏမျိုးထိုးလိုက်ရင်အပီကိုပြန်ဖြစ်သွားမှာပေါ့ ဩမင်းကလည်းအတွေးကြီးကဟိုးထိရောက်တွေးနေအဲ့လိုကြီးမတွေးနဲ့တော့ငါတော့လေအဲ့ဒီတာမုံမီတာရဲ့လက်ညှိုးကိုအသုံးပြုပြီးဆေးကူစားမယ်ဆိုလို့ရှိရင်ပန်းနေညာရမှာ ဟာဖြစ်နိုင်နေကွာငါတို့တော့ Facebook ဖတ်ကြည့်တာလေပူရှူလောင်ဘက်ကခလေးတယောက်ကနော်လင်းညနဲ့ထိလိုက်တာနဲ့ရောဂါတွေပျောက်ကုန်နေတဲ့ ဟာအာစီပြောပြတော့ဆိုအဲ့ပြည်ရွှေတောင်ဘက်ကကလေးလေးကဂျိုးသားလေးပြရ ဟာမင်းပြောတာဖြစ်နိုင်တာပေါ့အဲ့ဒီခလေးရတော့ဂျိုသားပေါက်စားတမုံမီတာကလူလားမြောက်တဲ့ဂျိုသား ဘာပဲပြောကွာငါတော့ဆုံးဖြတ်လိုက်ပြီအဲ့တာမုံမီတာလက်ညှိုးကိုအသုံးပြုပြီးတော့ဆေးရဖွင့်မယ်တော်ကြရင်ဆိုင်မှုထောင်ဖို့အတွက်ပတိုင်းသွားလို့ဒါပဲ ကြည့်ကြတယ်လို့သူမိုင်းသူကတက်နိုင်တက်ကုန် မင်းကလည်းကွာငါသမီးရရောတနေ့ကုန်ရုံးသွားနေသူရုံးသွားတာနဲ့ဆိုင်မှုထောင်မယ်သူရုံးကပြန်လာကနေမှဆိုင်မှုချုပ်ကြတာဦးကြည့်တယ်သူကတနေ့နားတယ် အဲ့ဒါလည်း အဲ့လွယ်လေအဲ့ကြတော့ဆေးကပိတ်ပြီ ကောင်းလိုက်တဲ့အကြံအာစီရဲ့အာစီခင်မင်းနဲ့ခင်မအာစီလည်းဝိုင်းဝန်းကိုချင်းတယ်အဲစေကန်းဖို့လို့ရတဲ့ငွေကြေးကိုတော့အာစီကျွန်တော်လည်းဝေစုခွဲပေးအောင်နော် ပေးရပါဘောကွာဒီမှာလက်ညှိုးတစ်ချောင်းနဲ့ဆေးကုမဲ့တမားတော်ကြီးဒေါက်တာတာမုံကြောင်ချက်မှာပေးကြမှာမလို့တဲ့ကိစ္စကြီး အဲ့ဒါဆိုရင်ခင်ဗျာစီကန်းထိုင်မယ်တောင်းခင်ပေးမယ်ပတ်စံသိမ့်မယ်စီမလုံးမယ် ခင်မရဆေးမလို့ရင်ဟောဒီကခင်မောင်ကလူနာကြုံမယ်လူနာတောက်မယ်မိမနဲ့ယောက်ျားနဲ့ဆေးကန်းမှာဓာတ်တွေရပြီ မင်းတို့လင်မယားနှစ်ယောက်ကလည်းကွာကိုယ့်အကူယာရုခန့်တဲ့နေရာမှာအဲ့မနာမြန်တာပဲဟိုကောင်တွေတိုင်ဦးသလိုပဲနော်သူတို့မြောက်ကခင်မင်းကဖင်းမလို့ဟလားခင်မောင်ကလူနာတူလူနာဆောင်ဆိုသူတို့မြောက်ကရက်ကဘာလို့ကြောက် တန်ရှင်းဒီအိမ်သားကြီးပဲဆေးတာကားတာပေါ့မဟုတ်လေငါတို့ဒါလုံးချင်တာ ဟုတ်အာစရီနဲ့အာစရီလေးက next လောက်ရမယ်လေဟိုအာစရီကစစ်စတာကြီးအာစရီလေးကရိုးရိုး next ဟုတ်ပါကွာထားတော့မပုတ်ကြိုက်ချက်ပြောမယ်ဒီလုပ်ငန်းကိုအကောင်တွေပေါ်ဖို့အရေးကြီးတယ်အဲ့တော့ခင်မောင် ဒါစီ မင်းဘောဘယ်နဲ့စားရသွားပြီဟုတ်နော်ဆိုင်းဘုတ်ထောင်ဖို့အတွက်စာရီရေးရမယ် ဟုတ် နန်းနန်းတန်တန်ဒီတီတာရန်တန်တန်တာတာရန်တန်တန်တာတာအာစီအာစီဘာတွေရွတ် ဒီမင်းသိကြမလို့ပါဘူး ဒီနာရီအများကြီးလာပါစေဆူကောင်းတာအော် အာစီဟိုပဲ ဆိုင်းဘုတ်တင်ပွဲအောင်သွားပြီနော် ဘာကျွေးပါ အရေးကြီးမကျွေးသေးဘူးအရေးကြီးတာလူမျိုးလောက်အောင်မယ်တာမူမီတာကိုမလို့စောင့်ကြည့်ရမယ်နော်စက္ကန့်လက်စင်နဲ့ဟုတ်နော်စောင့်ကြည့်သူကအရေးကြီးသွားပြီသဘောပေါက်တယ်နော်သွားလွတ်လိမ့်မယ်သွားလွတ်သွား လိုက်မလေးစက်ကမလေးတန်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  အနန္တစကြဝဠာထဲမှာစွာတကိုးရှင်သာမိုမီတာတိတ်ပဏိကြကြဂံမယဆန်ဆန်ဂျိုသားလက်ညိုမှာတဆင့်နာစီချောင်းစုယောဂမှားသည် AIDS ယောဂအထိ66ပါးယောဂများကိုပျောက်ကင်းအောင်ကုသပေးသည် ဟုတ်တယ်ဗျာ ဈေးနှုန်းလက်ညိုတစ်ခါထိုး9000 ဟုတ်တယ် ဟာဒီစကောင်းနဲ့ပါ ဟုတ်တယ်လေ ဒီစကောင်းလက်ညို3ခါထိုး1000 ဟုတ်တယ်လေ ဟုတ်တယ်ဟုတ်အဲ့မှာလွဲနေပြီနော်လွဲနေပြီ
ဒီချက် လွဲပါဘူးစလုံးတွေကတဲ့တွေပါပဲမင်းမျက်လုံးစောင်းနေတာလေမင်းမျက်လုံးစောင်းနေတာလေ လုံးဝရတာကိုပြောတာမဟုတ်ဘူးဗျဟိုမှာလေအဲ့ဒီစကောက်တိုးတာလားလွဲနေတယ်လို့ပြောတာလေဘယ်လိုလွဲဟိုမှာလေဒီစကောက်ကလည်းညိုးသုံးမှာလို့1000လို့ရေးထားတယ်မလား ဟုတ်တယ်လေ သူက300မထိုးဘူးဗျတခါတည်းထိုးမှဆို3500လေအဲ့မှာရှုံးတော့မှာပေါ့ ဩအဲ့ဒါကစီးပွားရေးလက်ကွက်ခေါ်တယ်ကွာနားရလားဟဲ့နော်ဘယ်သူမှလေလက်မျိုးတစ်ခါတည်းမထိုးချင်ကြဘူးနော်နှစ်ခါထိုးရင်1000ဖြစ်မယ်3ခါထိုးရင်လည်း1000ပဲဟဲ့ဆိုလို့ရှိရင်3ခါပဲထိုးကြမှာလူတွေက3ခါပဲထိုးကြမှာသဘောပေါက်လား တော့ပါပါလေဒါတော့ဟိုဝေဖန်နေလို့ဘောမထားမှာလေဝေဖန်တာများမှတွတ်တက်မှုများမယ်ဆိုတဲ့သဘောကိုပြောတာဟဲ့ဒီမှာအောက်ကလည်းထပ်လွေးသေးတယ်မတို့မှတ်ချက်ပါလို့ဒီတောင်းတပေးပါပါတဲ့9000ကျပ်ပြန်ဟဲ့လား9000ကျပ်ပြန်အမယ်လို့ရဲအမခံ ဟုတ်တယ်ဘာမှလဲ တကယ်တော့ခေါင်းစီပါ तू က1000ပြီလို့9000တန်မရှိဘယ်လိုလုပ်မလို့ မင်းကငါ့ကိုဒါတက်တက်ရှင်း ဟုတ်တယ်1000တန်လေးပဲရှိမယ်ကဘယ်လိုပေးလို့ပေး မင်းရှင်းနေတာလား ဟာရှင်း မသိလို့မေးတာလား ဟာရှင်းတာမဟုတ်ဘူးဝေဖန်တာခုနပြောပြီးပြီဝေဖန်တာများရင်တုတ်တက်မှုများပြန်လာတော့မှာငါတို့စေကန်းဖို့ညဘလောက်မှမကြံတော့ဒုက္ခပါဘူး ဒီမှာမဒုက္ခနဲ့တော့ရောက်ပါပြီခဏဒီဆိုင်ဖို့ကိုလေအဲကမှထားမှာတော့ဘယ်သူမှမြင်မှာတော့အပြင်မှာထားမှာမြင်မှာပေါ့ ဟာဟုတ်သားမင်းကချိုးရပါဘူးပြောတာငါ့ကို ဟာဆောင်းရပြောတယ်အပြစ်တင်တယ်လို့ဝေဖန်တော့ခမရပဲပြောနေတယ်လေခမရပါစကပဲပြောတာပဲပညာကပဲပြောတာပဲပညာရှိများလေပြေးကျင်တွေးကြည့်တာမှန်တယ်ဆိုကဲ အဲ့ဒါလည်းဟိုစကားလိုပဲပါပညာရှိတတိဖြစ်ခဲတဲ့ငါပညာရှိဆိုတော့တတိပြစ်ခဲသွားတာ ပြစ်ခဲနေအဲ့ဒါကြောင့်ပြစ်ခဲတယ် ရောက်ပါလေ ပြော မင်းငါပင်မနေလို့မထင်နဲ့ဆိုင်ဖို့ပြင်သွားချစ်အောင်တယောက်စားရလည်းမနေဘူးနှစ်ယောက်ရလည်းမနေဘူး စောစောကြီးရချင်း အေးလားလက်ထပ် တွေ့လားချမ်းမြေမှာချိတ်မှာပနာရပါလေ အခုမှတဲ့ပါ ဒါမှလိမနေနဲ့ချွတ်စမ်း ဟုတ်လေတဲ့နေပြီ ဟိုနင်းစောင်းနေတယ် ဟောတဲ့နေပါပြီဆိုမှ ဟောစောင်းနေပါလေဆုံးမ ဟောစောင်းတာမင်းမျက်လုံးဆိုင်ဖို့ကတဲ့နေပြီ အပြည့်ဟောရေးဟုတ်တယ်တက်ပြီတက်ပြီရှိပါပြီ ဟုတ်တယ် အဲ့တော့စေးကန်းစာလူသိပါပြီ ဟုတ်တယ်ငါဆိုင်ဖို့လည်းအခုမှဆိုင်ဖို့နဲ့တူသွားတာ ကဲပါ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  ကဲပါလေကဲပါမရှိဘူး ကဲပါကဲပါကဲကဲပါဆရာဆရာကဲပါဆရာကဲပါကဲပါတဲ့ကဲလိုက်လေခင်ဗျာ ဟိုမင်းကဲလိုက်လေ ခင်ဗျာကဲပါ ဟိုမင်းကဲလိုက်ပါ ခင်ဗျာကဲပါဆိုဗျာ ဟိုမင်းကငါအငယ်မလို့ကူဦးစားပေးတာမင်းကဲလိုက် ဟောခင်ဗျာကြည့်တယ်ခင်ဗျာကဲမင်းကိုကဲလိုက်တော့ငါခင်ဗျာကဲပါညင်းနေရတယ်မဒီမှာဒီလူကကိုအောင်မလားဒီ အေးဟုတ်သားဟုတ်မျက်လုံးရပြူလို့လက်ဘင်းရစ်တယ်ဟာတေကြပါ့ဟဲ့မင်းကသူ့ကိုလက်ဘင်းညစ်တာကိုကြိုးစားဟလားစွဲကြလူမလို့ပေါ့လေ မဟုတ်လားဆရာကျွန်တော်အမှုကြီးအောင်မလုပ်ပါနဲ့ကျွန်တော်ကဇီးသီးတယ်ပါ ငါကလည်းနေရာဖို့လောက်ခဲ့ ဟောနေရပါတော့ငါရမယ်ကိုကောင်းတော်လေးရွေးထားပြီမယ်နော် ဒီပါရ ရလဲစားစားအမီးစားလို့လည်းရတယ်ဟေးဘာဖြစ်လဲဟာဒုက္ခပဲငါမှဇီးသီးလာခွဲစားပြီးတော့ငါလဲနာမှာလာပြီးဇီးသီးနေနေလို့ငါအမှုတော့ပတ်တော့ပါပဲဟေးလို့ဒီနာအလီးတဲ့တကူစေးကိုတွားဖို့ပဲနော်ကဲတော့ဟေးလို့တရီယာဟောဒီလိုလားဟာဒါဆိုရင်တော့ဥရုဘောဓနာတခါကျမ်းထဲမှာဇီးဒီနေတာလို့ခေါ်တယ်ဇီးဒီနေတော့မခက်လို့ရေတိုက်လိုက်တော့မကြလို့တဲ့ဘာမှမခက်ဘူးရေလေးတိုက်လိုက်ကြသွားလိမ့်မယ်သူကလေ ရေတိုက်ဘယ်လိုလုပ်ကြမှာတော့ဒီလောက်နေနေတဲ့ဟာကိုသူ့ကိုလေတနေ့နဲ့တညအစာမကျွေးပဲထား
ပြီးရင်ဝင်းချူရင်စမ်းသပ်ခန်းနဲ့ခေါ်ပြီးတော့လေချောင်းခေါ်ပြီးစမ်းဟုတ်လားဟုတ်တယ် ဆရာတို့ကလည်းအဲ့လောက်ကြီးတော့မလုပ်ပါနဲ့ဟဲ့ဗျဒီမှာလူနာမျက်ပြူဆိုင်နေပြီအဲ့တော့ဆရာတို့ဒီလူနာကိုပေးမလားမကူဘူးဗျာပြောဟိုဒီစိုင်းဘုံထဲကလေဆရာတန်မုံပြတာဆိုတာ ဘာသူပါခင်ဗျာလေတူ အမမတို့တရားဆုံးမဟုတ်ဘူးတာမိုမီတာအထဲမှာရှိတယ် ဟောအဲ့ဒါများအစိုးရမပြောဘူးဆရာရဲ့ ဟာသူကဆိုတော့ရတူရဲ့ မဟုတ်ဘူးလက်ဝဲထုံးမှာလက်ဝဲထုံးမဲ့ပုံတော့ပါလက်ဝဲထုံးမှာပါ စီးကြီးကြောက်သွားရင်နေတရှိဆိုလို့ရပြီလာတော့မလားအထဲမှာအထဲမှာထဲကြကြာဟမ်တောင်မီတာမေးတာသူကပြန်ဖြစ်နေတယ်ဟိုဂျိုးသားချင်းဘာသာစကားနားလည်ဘူးများတယ်နော်အေး ဒီကောင်လဲတာမူတာဂျိုးကပဲဖြစ်ရမယ် ဟမ် လူအောင်ဖန်ဆင်းပြီးတော့တာမုံမီတာနဲ့လာဆက်တော်တာဖြစ်ရမယ် ဖြစ်နိုင်တယ်ဂျိုးတော့ဂျိုးဗျအေးဂျိုးနဲ့ပဲဆိုတော့ အော်ဂျိုထဲမှာဂျိုနေပဲရှိမလား ဟာကြာသွားပြီကြာသွားပြီ ကြောက်သွားပြီကြောက်သွားပြီဘာဖြစ်တော့ကြောက်သွားပြီငါပြောတာပဲတာမုံမီတာဆွမ်းပါလေလို့ ဟဲ့Please, excuse me, waiting for a few minutes. မသိဘူးခဏလေးစောင့် တက်တက်လေးနေမေးပါတဲ့ သွားတိုက်တာမခံနိုင်လို့ဗျာဆွေးကခွင့်ပါဗျာဘုန်းတော်ပါ ခဏလေးပါဟုတ်ကဲ့ခဏဟုတ်ပါပြီလားခဏလေးစောင့်ပါဗျာခင်ဗျားတို့အခုပဲတာမိုမီတာလေးလက်ညိုးလေးကျင်ကန်လုပ်နေလေ ဒီချင်းကတော့ဘာလို့ကျွန်မဖိုက်တယ်ဘာနေမိမရ ခင်ဗျာဒါတာမိုမီတာကိုစိတ်ကအစင်းလောက်ခိုင်းထားလိုက်နော်အစင်းထိုင်ခိုင်းထားလိုက်ခင်မေသူတို့ခေါ်ပါတုံကလေးပေးထားလိုက်တော့โอเคရပြီဖွင့်ပြီလေဟုတ်ကဲ့ပါဒါအောင်ကြောက်အောင်မေး ဘာသာလုံးပါဗျာ စီကြပါစီကြပါစီကြနေလောက်ကြပါ ရတာစီ တတ်တာတော့မဟုတ်တယ်လည်းဘုံကတော့နော်မသိတယ်တော်ပြီနံပါတ်3ဆက်နေခင်ဗျာဆက်နေဘယ်လိုဖြစ်နေလဲတင်းနေနေပေါ့တော့အဲ့လိုကျွန်တော်ကတော့ကျွန်တော်စနေတယ်ဒီလာနေပေါ်ပေါက်တယ်မတော့ဒါမှလားဒါပဲခဏလေးလေးကြအေးတာမူမီတာလေးရေ
က်ပတ်ကြည့်နေတာပဲမနေတော့ချက်တောင်ပြက်လာပြီ 哦，他们家这人两流的嘛，哦，ဘာရောက်ကောင်းနေတော့ဒီမှာညီကိုကြည်တာလေဟိုကြည်ချင်လို့ကြည်နေမှာညီရဲ့ယောဂကိုစမ်းတက်နေတာစမ်းတက်ဖို့အတွက်ကြည်နေတာ မသိလို့ပါ တမိုးလေးကောင်မလေးရုပ်ခရစ်တနာကောင်ကနေချိပုတ်တာကျေးပဲ ကောင်းပါပြီညရအဲ့ဒီနေလေးညက်နေလို့တော်တော်ခံနေရတာအခုမှပဲနေလို့ကောင်းသွားတော့တယ်ဆရာတောင်းဖို့မိတာအရန်တော်တယ်ဆရာရဲ့ကျေးဇူးရမ်းတင်တာပဲကျေးဇူးရမ်းတင်တယ်နေလို့တော်တော်ကောင်းပါပြီ အဲလိုကြီးအမေတို့လိုက်တာ ဘိုက်ကလေးပေါ့သွားတာပဲ အမေပါကျေးဇူးပဲဒီမှာဒီကောင်မတိုင်းအဲဟုတ်ပြီရှစ်တယ်လက်အဲနောက်မီနောက်နေအဲဟုတ်ရ မဲမျိုးသီးစားနေ ဟုတ်ကဲ့ ရခိုင်မှုဒီတောက်ခိုင်း မပါတယ်လေ မအောင်ရတော့မဟုတ်လေအစီဒီနေ့မဟုတ်တော့ ဒီတော့ကြိုက်တာကျွန်တော်တော့ကြိုက်တာလေအော်ဟုတ်စီမင်းမော်နေလို့ online ဒီမိုးရလာတော့တယ်ဟမ်အရင်တော့အဲ့ချက်အပန်းကျင်းလားဟုတ်ကျွန်တော်မမီတာလေးလာအကြည့်လိုက်ပါတော့ကြိုက်လို့လေအကဘူးတော့ဘေးcome on ဘာပြောနေလဲသွားပဇာဟာလေအာကပြောတာဘယ်လိုလုပ်ခါနေပါလဲသွားကြိုက်ပါလဲဆိုမှပဇာဘယ်လိုခါနေပါလဲဟာလို့လို့ပြောနေဟာလားไอ้เนี่ยอาจารย์เฮ้ยฮ่ามาแล้วฮ่าก้อนก้อนเนี่ยယောက်ျားလေးကျတို့ဆရာတာမုံမီတာဆိုတာဟောဒီမှာတာမုံမီတာဟုတ်တယ်အဲ့မဲ့လို့ကျော်ပုတ်ဆက်တဲ့ချောချီတော့တုတ်ချက်တဲ့ချောင်းလုံးထောင်းနေပြီဝေလောက်ခါပဲဘာပြေမနေရကျော်တိုင်မို့30နဲ့တကွတ်တာပဲရှိတယ်ဘယ်တစ်ချောင်းပါလားစပီဒီပါထောင်းနေစပီတစ်ချောင်းမှာပိုးလာရဲ့လောက်ခါပဲဟုတ်ဆရာတာမုံမီတာလေးရေလာတတော်ဝမယ်နေလေးအဝေးအော်မုံလေးတက်တယ်တော်တက်တယ်အောင်နာအဝေးနေတော့ဘာမုံနေတို့နေအဝေးတာမမီတာအဲ့ဒါအမေအတော်မအမတာမမီတာအမဝေးကျေးဇူးအတားတာမမီတာကျေးဇူးအတားကောင်းပြီတက်ပြီလားမတက်တော့ဘူးကျေးဇူးတင်ပြီးတော့အတားပြီကျေးဇူးအတေးပတ်စံနဲ့တင်လာဆိုင်ဒါနောက်ဆုံးမှုနာပဲဟလားအေးဒီကြကူဝေးမှာထိုင်လိုက်ပြပြဖိကြတယ်ဆိုင်ထိုင်လေမတိုင်ဘူးဟောဒီဖိကြတယ်လေမတိုင်ဘူးထိုင်ပါဆိုကွာဆရာပြင်းနေရောထိုင်မလားဘာဖြစ်တာလဲကျွန်တော်ရှက်တယ်လို့ပါဆရာ။အော်ပြောပါ။နားနဲ့မနာပေါ်ဝါနဲ့နာပါ။ကျွန်တော်တို့ကိုလေးလိန်ကောင်းနေတာ။အော်ဒီတို့လေးပြောပါဆိုလိန်ကောင်းပါဝိဇ္ဇာကူသားကိုကျွန်တော်ရှက်တယ်လို့။ကဲအောင်ရင်ထိုင်နေ။ဖြည်းဖြည်း။မရဘူးဆိုတော့မထိုင်တော့ပါဒီလေးကလေး။ဒီလေးရရသေးဆရာ။တာမုံမီတာလေးရေလိန်ကောင်းနဲ့လက်ညှိုးလေးဆောင်တာ။ကျွန်တော်ရှက်တယ်။ဟောရှက်တယ်ဆိုပြီးတော့ပြနေတော့ပြီ။
拖来什么？不能，哎，让来什么？让他来打。哦，是什么？小瓜皮啊，老不要来表，大卡腿拿到，那卡腿得到，东卡腿得到喂。他为了这是搞起来的，东卡得到，这是搞的东卡得到，后面他说得到喂呗，然后那卡太土，那卡太土，那拖来生，这是搞人有人来拖来生，这是搞来生，这是搞来生嘛。嘿，ညမတတာပွင့်လင်းခေါ်တာလူမြင်သူမြင်ဒါငါ ဟုတ်ပြီ ဒါနင်းဒါခင်မေးဒါခင်မောင်ဒါငါဒါနင်းဒါငါဒါခင်မေးဒါခင်မောင်ဒါငါဒါနင်းဒါငါဒါငါ ဓာငါတော်များနေတယ်နော် ဟလား မဟန်လာနဲ့ဒီမှာကြည့်ပါလား ဟုတ်ပြီအဲ့ဒါဒါငါမပါစေရအောင် အဲ့လိုလုပ်ကမှာဖက်ဖက်တော့လုပ်ကမှာဟုတ်ပြီအဲ့လိုပါဟဲ့မဟုတ်နဲ့နော်မပါတာဟိုက်တာတော်များပါသွားပြီ ဟမ်မဟုတ်လေ နင်းတော့အများဆုံးဖြစ်နေတယ် ညမတတာပဲ ကားလာပါဦးနင်းတော်များနေပြီလေကြည့်ပါဦး ကားဒါ ဟာမလေးကပြီနော် နောက် ဒါမှငါနဲ့ ဖေဖေနဲ့လေးလေးကဘယ်မှမသွားကြဘူးလား နောက်ပါဘူးတကားလေးအိမ်မှာအေးစစ်စစ်နားယူနေကြတာ ဒီမှာဒီနေ့ရောပြန်စောလာရလား အဲ့လေတို့ဒီမှာရီတော့မပြီးသေးဘူးဟုတ်လေဟိုရီစရာတွေပြောလို့မပြီးသေးဘူးလို့ရီ ဖေဖေနဲ့လေးလေးကကတော့လေတကယ်ပဲမစောပါဘူးလေးလေးကဒီမှာကားတွေပိတ်လို့ရုံးပြန်တော့နောက်ကျနေတယ် ခင်ဗျားမခွင့်ကြုတ်ခွင့်ဟုတ်ပြီလား ငါခွင့်ငါလူကြီး ငါတွေများနေခင်ဗျားပြပါခင်ဗျာခင်ဗျာခင်မီခင်ဗျာကျွန်တော်နော်ခင်ဗျာခင်မီခင်မောင်ကျွန်တော် အဲ့တက်တော်များနေမင်းတို့ချက်တော်များနေ ဒီကငါမပါဘူး ဒီကျွန်တော်တို့ပြရမယ်လို့တေးလို့အေးဟုတ်တယ်မင်းကျွန်တော်ခင်ဗျာခင်မီဘာလာနေ ဟုတ်တော့တော့ကြံခဲ့ပြန်ပြီကားထဲမှာတမီးလည်းခုတလောမေးတတ်တာဖေဖေရဲ့ သမီးကလည်းဟိုတရားရောယူခင်းလိုက်ပြီးနေတဲ့ကိစ္စကိုလေ ဟုတ်တော့ memory stick ကလည်းမေ့ခဲ့ပြန်ပါပြီ သမီးကလည်းမတော်တော်လေးကိုမေ့တတ်တယ် ခင်ဗျားရင်ခွင့်ကြုတ်ခွင့်အောင်မြောက်တဲခွင့် ဟုတ်ဒီမှာမခွဲတော့ ခွင့်နေတယ်ခွင့်မဖုံး အေးသိတယ်ဒီမှာမခွဲတော့ဘူး तू ဆင်းလိုက်တက်လိုက်ဆင်းလိုက်နဲ့နော်မဖြစ်ဘူးအဲ့တော့ तू အခန်းထဲသွားမယ်ဟုတ်တယ်ငါတို့အခန်းထဲမှာအေးစီခွက်မယ်ပြီးရင်ခင်မင်းနဲ့ခင်မောင်ခေါ်ပေးလိုက်မယ်ပြီး ဟာတော့ကောင်းတော့ဘူးကဲတော့မင်းဆက်တယ် အဲ့လိုလည်းမကြနဲ့ငါရှိရနေသွားရင်မင်းနောက်ကပတ်စံနေဘုံနာမှာပေါ့ကြောင်သားချင်းရှုံသွားတာမဟုတ်ဘူး ရုပ်သင်္ကဖျက်သေးလား ဖြစ်တာပေါ့ကွာကဲပြီးတော့သွားမယ်လာမင်းရှိရသွား တမုံဖူးခန်းတွေကိုဘာလာလောက်တာလဲတမုံရဲ့တမုံအဲ့လိုညဘက်ကြီးဖူးခန်းတွေကိုမလာရဘူးတမုံရဲ့သိလား 表背ဘာပြောနေရလဲတမုံရဲ့ဘူးတစ်ခုမှကိုနားမလဲဘူးဟမ်တော့ခါပါမယ်
ဒီချိန်ဘာစော့နေရလဲတမို့ရဲ့တမို့ဘာလုပ်နေရလဲတမို့ရဲ့ဖိုးခန်းထဲလာပြီးဘာလုပ်နေရလဲစိတ်ပြက်လိုက်တာတမို့ရဒီချိန်ရှိနေပြီဒါလူတွေအိတ်ချိန်ကိုခန်းထဲကိုပြန်သွားအိတ်ကိုလည်းအိတ်ချင်နေပြီတမို့ဘူးပြောတာလေအရန်မိုးချုံနေလို့တမို့ကသာအခန်းထဲမှာသွားအိမ်လို့ဘူးလည်းအိတ်ချင်ပြီလို့ပြောတာလေတမို့ရနော်တမို့ရဲ့တမို့ကလိမ်မာပါတယ်ဘူးပြောတဲ့စကားလေးကိုနားထောင်ပါနော်လူလိမ့်နေ ဒီမှာဖက်ပါတော့ ဒီကိစ္စဘယ်လိုရှင်းမှာ ကျွန်တော်ပိုက်ကုန်ရပါလေရမင်းပိုက်ဟာအမေဦးလေ မရှင်းတော့လည်းပြောနေတာလေဒီပိုက်ကကလေးကိုယောက်ျားလေးလိုချင်လို့ရှင်တို့သမားတော်ဒီမှာလာပြီးလက်ညှိုးနဲ့အတော့ခံတာလေ ဟုတ်တယ်လေအဲ့တော့ဟုတ်တယ်မပြီပြီအဲ့တော့မလေး discount ရတယ်ဆိုပြီးတော့300လောက်ထိုးပါလေ ရှင်တို့ပြောတော့ရှင်တို့သမားတော်လက်ညှိုးနဲ့ဖြစ်ဖြစ်ချင်တာဖြစ်ပြချင်တာပြတယ်ဆို ဟုတ်တယ်လေအဲ့အမှန်လေ ဟုတ်ပါ တက်ဟုတ် ဒီမနေ့ပဲဆေးရုံသွားပြီးကျမပိုက်ကိုအန်ဒဆောင်ရက်နေပြီရှင်အဲ့ဒါယောက်ျားလေးမဟုတ်ဘူးတဲ့မိန်းကလေးတဲ့မိန်းကလေး မဆိုးပါ ဟာဟုတ်ရဟိုဓာတ်ဒီလိုရှိတယ်ဗျာကျွန်တော်တာမိုမီတာကအမဘက်ကိုလက်ညှိုးနဲ့တခါတည်းထိုးတာနဲ့အမဖြစ်ချင်တယ်ယောက်ျားလေးဖြစ်သွားမှာ အဲ့လေတို့တယ်လေတို့တော့မှတစ်ချက်တော့မဟုတ်သုံးချက်တောင်တို့တာ အေးအဲ့ဒီ3ချက်တော့ပတ်တိုင်းတက်ကုန်တာဗောငါ discount ရတယ်ဆိုပြီး3ချက်သွားလို့တော့ကြောင်းပြီးပြောင်းလိုက်ကိုဖြစ်ကုန် ဟုတ်တယ်လေတစ်ချက်တည်းထိုးရင်ယောက်ျားလေး ဘာလဲ နှစ်ချက်ထိုးတော့အချောက်ကလေးသုံးချက်တည်းထိုးမရွက်ဖြစ်သွား သွားရအောင် အဲ့တော့ပြောပါလားတစ်ချက်တည်းပဲတို့လို့ရှင်တို့ပဲတန်တယ်ဆိုပြီးသုံးချက်တို့ခိုင်းတာလေ ဒါကတော့ဟိုဘယ်လိုပြောရလဲပေါ့နော်ရောက်ပါလိ ရောက်ပါပြီ ဘယ်လိုပြောလဲ ဟိုရောက်ပါရဲ့ ရောက်ပါလိ ခင်ဗျားတို့တရားစွဲမယ်ထောင်ချမယ် နားလည်းစမ်းလို့တယ် ခင်ဗျားတို့တုံးဖေလင်ငန်းသမားကြီးကိုခင်ဗျားတို့ဆရာဝန်ကြီးကအထူးကူပဲဆိုပြီးတကိုယ်လုံးလက်ညှိုးနဲ့တို့ပေးလိုက်တာလေ အော်ဟုတ်တယ်လေတခါတို့လို့ရှိရင်9000ယူတာတပ်ပရနာမောင်အများကြီးတို့တဲ့အတွက်ဟို discount ချတဲ့အနေနဲ့တသိန်းပဲယူလိုက်တာ အများကြီးရှော့ရတာနော် အေးဒီတက်တာပဲမလား ခင်ဗျားတို့ကောင်းသားပြီဆိုလို့ကျုပ်ပေကတကယ်အချင်းကြီးအခုရေချချိုးလာကြလေဖြတ်သွားပြီ ဟာကောင်းတာပဲ မကောင်းဒီခက်တာကောင်းရလား မကောင်းဘူး ခင်ဗျားတို့ကျုပ်တရားစွဲမယ်အမှုပွင့်မယ်ထောင်ချမယ်ရောချင်းတောင်းမယ် ဟုတ်တယ်ဒီဘိုက်ကိစ္စကိုလည်းရှင်းပေးရှင်းပေးမရှင်းပေးကျမအကြောင်းကောင်းကောင်းသိရမှာပါအောင်မေ တော့ပါလေဘယ်လိုလုပ်ကြလဲ အဲ့လိုကြီးပုံနေသမ်းပါနဲ့ရဲစခန်းဖုံးဆက်လိုက်ဗော ရေကံပုံစံလိုက်မဆက်နဲ့ရေကံပုံစံတော့ငါတို့တောင်းကြချုပ်တဲ့ပို့ပါဘောက ကျွန်တော်ချုပ်ပါလား အေးလေဝါ ဒီအိမ်ကဦးရဝဲဆိုတော့ဒီမှာလုပ်နေတာ ဟဲ့လက်ညှိုးဒီကိုကိုကတော့တယ်ပါတော့ ကျွန်တော်ကတော့ဒီအကွက်အုပ်ချုပ်ရေးမှုပါ โอเคခင်ဗျာ ဟောဒီမှာကတော့မြို့နယ်ကအကြောင်းမင်းမှုပါခင်ဗျ အော်တွေ့ရတာဝါလာပါခင်ဗျာအော်ဘာများပူကြီးလို့လည်းမသိဘူးစေးတွေပါများကုလို့လည်းမသိဘူးဗျာ အဲ့ဒီစိတ်ကူးမဲ့ကိစ္စပဲကျွန်တော်ပြောမှာ ဟုတ်ကဲ့ဟုတ်ကဲ့ ဦးရဝဲနေတယ်ဒီအိမ်မှာစိတ်ကူးနေတယ်ဆို မှန်ပါတယ်ခင်ဗျာမှန်ပါတယ်ခင်ဗျာဒါပေမဲ့ဗျာကျွန်တော်တို့ကစေတနာကိုအဓိကထားကြတာပါ ဟုတ်ပါတယ်ဟုတ်ပါတယ် ဟိုပါတယ် price ကြောက်ပါဗျာဟိုအတပြားအဓိကမဟုတ်ပါဘူး အားတပြအဓိကမဟုတ်ပါဘူးဈေးတစ်ခါတော့လို့ရှိရင်9000ပေးရတယ်လေ ဟုတ်တယ်လေ 3ခါတော့ရင်1000ပေးရတယ်လေ ဟုတ်တယ်လေ အဲ့ဒါဘာစေနာ ဟုတ်တယ်ဒါဒီလိုဒီလိုကျွန်တော်တို့ကဟိုစေနာပြီးထားပြီးလောက်တာပတ်သက်နေလို့မဟုတ်ဘူးဒါပေမဲ့ခင်ဗျားတို့ကပြေးတော့လေလူငွေရအားနာပြီးတော့ယူရတာပေါ့ဒီလိုပါဗျာဟုတ်တယ်တော့ရောက်ပါလိမ့် ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဟောတခါတွေ့ကျွန်တော်9000
300တွေ့ရင်တော့1000ပြီလေဟိုအဲ့ဒါကိုတန်နေဆိုပြီးတော့300အတော့ခံရတာပါ အဲ့ဒီပြောမနေမှတဲ့လို့ဗျာခင်ဗျားတို့လိုင်စင်မရှိပဲစိတ်ကူးတဲ့အတွက်ရက်ွက်ရုံခဏတက်ခဲ့ပြီ မလိုက်တော့လေ ခင်ဗျားကိုခေါ်နေတာကြီးရိုက်သွားလိုက်ပါအာနာစရာကြီး ဟိုဒါအားမစရာတော့ ဟာလေအိမ်တော့မပြီးနဲ့ကျွန်တော်တာဝန်ယူရ ခင်ဗျားတို့တရားဆွဲမယ်အမုန်းခွင့်မယ်ခင်ဗျားတို့ထောင်းချောင်းပဲသူကဟာချောင်းကြည့်လို့ကြည့် တရားမဆွေးသေးပါဘူးဗျာလုံးလုံးစေတော့ရက်ွက်ရုံလိုက်ပြီးတော့ခံဝန်ထဲမှာဒီထုတ်ပြီ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ အေးဟာတော့ထောက်ချပြီမဲ့ထောက်ချပြီမဲ့ ရောက်ပါလေငါလိုက်ပြီးလက်မထိုးလိုက်ဘူးနော်မင်းဒီမှာကောင်းနေနော်ငါတမီးပြန်လာလို့ရှိရင်လေကောင်းကောင်းမွန်မွန်လိန်ပြောရမှာကွာ လိန်နာလေးတော့ဟိုလေရမ်း ဟုတ်ပါစေဟိုကောင်လေးကလာတော့ အော်ပြောနေကြပါလေဆိုင်ပါဆိုင်ပါ မိသားပါနဲ့ ရပါ့ဟေးရပါ့မလာကြမတောင်းမိတာဘာတွေထက်လို့နေတယ်မသိတွေ့လား ဒုက္ခပါပဲကွာဒီကောင်ဟိုစေကူတော့ကလည်းငါတို့ရှင်းလိုက်တဲ့အမှုတွေကတပျော်ကြီးပဲခုလည်းဘာတွေလုပ်နေပြန်မသိဘူး ဘာကြောင့်မရဲ့အစဉ်ပြောရင်ပတ်စံရတာပဲဒါနဲ့တစ်ခုလုပ်ပြီးတော့ဂွင်တွေ့မှာပေါ့သူဂွင်ရကျွန်တော်တို့တစ်ခုဂွင်ထပ်တိုးလာဟုတ်လားအနိကတော့ကြောက် ဟာနေစီပဲမှာနေကြပိုင်းပွင့်နေဟမ်အပြီးတော့တက်ခေါ်ပါနေရောနေစီပဲနေပါလေပန်းမျိုးစုံရာဒီကိုခုပွင့်နေကြတယ် ရောင်ရဲလာတော့ကျွန်တော်ပဲ ဘာနာပါလဲဘာနာပါ ဘာဖြစ်လို့လဲလို့ ဘာဖြစ်ရမလဲမင်းပြောတော့တာမုံမီတာလက်ညှိုးနဲ့ထိုးလိုက်လို့ပန်းတွေကလမ်းသွားတာဆိုညှို့နေတဲ့ပန်းတွေလမ်းသွားတာဆို လမ်းသွားတယ်လေ ဘယ်နဲ့လမ်းရမှာလဲအတူတည်းကွာ ဟိုအဲ့မှာလေရောက်မှရင်ပြောပါလေဟိုတောင်မီသားလေးဂျိုတာတဲ့ဟိုအိန္ဒိယလေးဂျိုတာတဲ့ဂျိုတာချင်းတူတူပဲတဲ့အဲ့လိုအာကာသပါဝါဆန်းကဒီမှာအကုန်ကြီးလို့ကျမပြောတယ်လေ မကြတက်ပါလေတက်ပါကြ ဒါလေးတာ တွေ့လားအပင်ရတယ် အပင် ပင်ရနဲ့လိုက်ထိုးထားတာအဲ့ကောင်ပင်နော်ကွာ ဟုတ်ပြီတော့မင်းတို့စော့တယ်ကောင်ပဲကွာ ပြောနေတဲ့ကြားတွေကပင်ရထမ်းနေတယ်ဟာနောက်တော့ဘယ်ထထိုးနေပါပြီကွာတာမုံမီတာမင်းကငါတို့နှစ်ယောက်အုံဆောင်တော်လို့တဲ့ကောင်နော်တော်သေးတာပေါ့ကွာငါတို့တွေကသိပ္ပံပညာရှင်တွေဖြစ်နေတယ်